လိုက်မယ်ဒီမှာ filter နဲ့ trim ကိုရင်သွားလိုက်မယ်ကျန်တဲ့ဗီဒီယိုကတော့နောက်ဒီ9ခုပဲယူထားလိုက်မယ်ပုံ9ပုံပဲယူထားအဲ့တော့ခုနဒီထိပ်ဆုံးဗီဒီယိုကိုဘယ်သွားလုံးလဲဆိုတော့ဒီစပီကိုရင်သွားလိုက်မြန်တော့အဲ့တော့ regular ကိုသွားလိုက်မယ် regular သွားပြီးတော့သူက2x လောက်ထားလိုက်မယ်အဲ့ဆိုရင်2x လောက်ထားလိုက် okay နေလည်းကတ်တော့ပြီးအဲ့ကြာမှာဆိုလို့ရောက်အောင်တော့ click တော့ကွာဟို click ဆိုရင်ကြာမှာဆိုတော့သူ့ဒီနားလာအကောင်ကိုဒီ click ပြီးတာနဲ့အဲ့ click ကကွက်တဲ့ချိန်နဲ့လက်နဲ့ဆွဲဖျက်လို့ရတာနော်လက်နဲ့ချောင်းနဲ့ zoom ကိုဆွဲဖျက်လိုက်ဖျက်ပြီးတော့ဥမာတော့ဒီ click ပြီးရင် click ကကွက်ဆွဲနေရအောင်ဥမာစားဝင်ရင်တော့ဟုတ်ကွက်ပြန်လို့တော့ပြီးအဲ့နေရာမှာစားဝင်ရင်တာဖြစ်တယ်ဟုတ်ခုနနေပြန်တော့မယ်အဲ့နေရာမှာစားဝင်ရင်တော့သူ့ကိုဆက်လက်ရင်ပြီးပြီး indicator ချန်ထားလို့မယ်အဲ့တော့ဒီဘက်နဲ့တိုးလိုက်ဟောစိတ်ကြိုက်ချိန်ရတော့ရပြီဟိုအဲ့တော့အဲ့ဒါလေးကိုသူ့စားဟိုစိတ်ကြိုက်လာပြီးတော့လုပ်လို့ရရွှေ့ပြီးလို့ရအဲ့ဒီမျိုးအဲ့ကောင်လေးကိုစာတန်းကိုဒီမှာလဲတခါပဲတော့ဒီမှာသူ့ဟို test robot ရဲ့အောက်မှာပါမလဲဆိုတော့ font ပါမယ် size ပါမယ် split ပါမယ် delete ပါမယ် color ပါမယ် format ပါမယ်ဒီနေ့တခါတော့ပြောလိုက်မယ်နော်အဲ့ဒီတော့ဥပမာဆိုရင်ဒီပထမဦးဆုံးအနေနဲ့ဒီမှာ font ပါမယ် icon ကို test တစ်ခုယူပြီးတော့ font ထည့်တော့မယ်ဆိုလို့ရှိရင်အဲ font ကိုတော့ပြီးရင်ဒီ font ရဲ့ဒီဘက်ကအဲ့မှာ font ပြီးရင် size ပြီးရင် delete ပြီးရင် color ပြီးရင် format ကခဏဒီ format ပြီးရင် spacing စာကြောင်းကိုပြီးရင် style ပြီးရင်အမှ style ပြီးရင်ဒီ blending ပြီးရင် opacity တော့ပါတယ်ဒီမှာ position ရွှေ့ဖို့ဒီမှာ max လုပ်တော့အဲ့တော့ထိဆုံးပြန်သွားပြီးတော့ခဏမြန်မဲလုပ်လိုက်မယ်ကြာမှာလို့တခါနဲ့တော့ပြောဆိုရင်အဲ့တော့ခုနပြောတဲ့ဗီဒီယိုကိုက project တစ်ခုတည်ပြီးတော့ project နာမည်ပေးပြီးပေးရင်တည်လိုက် new project ကနေသွားပြီးတော့ဗီဒီယိုဖြစ်တာဗီဒီယိုဖိုင်ယူထားတယ်ဗီဒီယိုဖိုင်မျိုးရေးမနဲ့ဓာတ်ပုံဖိုင်ဆိုရင်လည်းအဆင်ပြေတယ်အဲ့တော့ဒီကိုသွားလိုက်မယ်သွားပြီးတော့ဥမာ test မှာစာရေးပြီးရင်ဒီဘယ်လိုလဲတော့ခုနဒီ line လုံးပါတော့အကုန်လုံးလိုက်မယ်အမြန်လောက်နော်နှစ်ခုဖြတ်တာဒီပုံဖြတ်မယ်ဆိုရင်ကိုဖြတ်တာပဲဖြစ်ပြင်တာပဲဖြစ်အဲ့လိုလုပ်ချင်တဲ့ကို click တစ်ခုဒါမှမဟုတ်လို့ရှင်ဓာတ်ပုံပဲဖြစ်ဗီဒီယိုပဲဖြစ်အဲ့ဒီ click တစ်ခုမှာဆက်လက်ပေးလိုက်ပေါ့လက်လေးနဲ့လက်မနဲ့ထိပြီးတော့ဆက်လက်ပေးပြီးရင်ဒီမှာ delete ကိုနှိပ်လိုက်ပြတ်ပြီးနောက်တော့ပုံ click ထပ်ပြီး selection ပေးလိုက် delete ဖြစ်လိုက်နှစ်ပုံလောက်ပဲလုံးအချုံချဲကိုကျတော့ဒီဟိုပါပြောမှာတော့အဲ့ဒီဘုတို့တစ်ပုံနှစ်ပုံရရင်တော့သုံးပုံတော့ပြီးသုံးပုံနဲ့ click တစ်ခုအဲ့တော့ဒီသူ့တခါဒီ F8 မှာတခါသွားလိုက်မယ်သူ့ကို select ပေးထိပ်ဆုံးဗီဒီယို clip မှာ select ပေးပြီးတော့ဒီ filter ကိုသွားမယ် filter ကိုသွားပြီးတော့ဒီမှာ filter မှာ original recent create ကိုကြိုက်တယ်ရှိတယ် SM move ပြီးရင်ကိုကြိုက်တယ်လို့သွားရပြင်လို့ရရင်ဒီဟိုတဲ့ flame နဲ့ဝင်လိုက်မယ်အဲ့မှာကိုကြိုက်တဲ့ဟာပေါ့လေကိုကြိုက်တဲ့ဟာတခုကိုသွားလောက်ကြည့်လိုက်ဒီတိုင်းဆိုမစိုးရင်ချိန်ကြည့်လိုက်ဒီမှာကintensity ရဲ့သူကနာ transparency လိုမျိုးပဲအဲ့တော့သူနဲ့ဒီမှာ apply to all ဆိုဒီအလဲကောင်ကဒီ apply to all နှိပ်ရင်နောက်မှယူထားတယ်ဒီ apply to all နဲ့အောင်နှိပ်လိုက်ထားတဲ့တခိုင်နဲ့နောက်ကရှိသမျှ click တွေအကုန်လုံးအဲ့ဒါတော့ဝင်တော့မှာအဲ့တော့ကို click တစ်ခုကိုဒါတော့ဗီဒီယိုဘယ်လိုပြတာပုံလဲသူ frame ကြီးကအတန်းလိုက်ရှိတယ်နော်ဗီဒီယို line ဆိုတော့ဗီဒီယိုလိုပဲပြောလိုက်တော့မှာအဲ့မှာ click တစ်ခုကိုယူထားပြီးတော့မှ apply to ခုန all ဆိုပြီးတော့အဲ့ဒီ apply to all နှိပ်လိုက်ထားတဲ့တခိုင်နဲ့ဒီနောက်ကမှရှိတဲ့သူ့နောက်မှာရှိတဲ့ click တွေအကုန်လုံးမှာဒီ effect ကတော့ဝင်မှာဖြစ်တယ်အဲ့တော့မယူဘူးဒီကောင်တစ်ခုပဲယူလိုက်မရပြီဒါဆိုရင်နောက်တော့ကြည့်လိုက်ဟိုဖတ်မှာဒီနောက်က click တစ်ခုမှာလာပြီးတော့ photo clip မှာလာပြီးတော့မဝင်ဘူးသူ့ effect ကရှိမှာမဝင်အဲ့တော့ဒီ filter ကိုတော့ filter ထဲမှာနာ filter သုံးမယ်ဆိုရင်အဲ့ဒါမှကျွန်တော် light တစ်ချက်ပြောကြည့်အောင် light ထဲမှာမရှိခုနflame ပဲတော့လဲ flame နဲ့ပဲယူလိုက်ခုနပဲယူတာ f2 လား f2 နဲ့တူတယ် f2 မဟုတ်f3 ဟုတ်တယ် f3 ယူလာတာ f3 ကို okay f3 ယူတာပြီးပြီဆိုလို့ရှိရင်အဲ့ဒီထဲမှာတခါဒီဟို trim ကရောဘယ်နာလောက်ကိုလိုရင်လဲဆိုပြီးတော့သူကဒီ
ဒီကိုစိတ်ကြိုက်ပြန်ပြီးတော့မှ1စက္ကန့်လား3စက္ကန့်လားအဲ့လိုမျိုးထားလို့ရတယ်ဥပမာဆို3စက္ကန့်ထားလိုက်မယ်ဆိုလို့ရှိရင်မှ3စက္ကန့်နေကနေသူတန်းပြီးတော့ဟိုဖြစ်မှာ original ပဲထားလိုက်မယ်နှိပ်လိုက်မယ်ပြီးပြီဆိုရင်ဒါဒီဗီဒီယိုကလစ်စာပြီးသွားပြီပြီးသွားရင် effect ကဒီ effect ထဲမှာဥပမာဆို effect မှာအများကြီးပဲကိုကြိုက်တဲ့ဟာတော့ nature နဲ့ light နဲ့ဆိုရင်ရောlight ဆိုရင် light ဆိုဟိုတော့ထည့်ထားတာ light ထည့်အောင်မှာဟိုသုံးကြည့်တယ် feeling လေးဆိုတိုင်းမစိုး light 0 2ဒီမှာလည်းအတူတူပဲ apply to all ဆိုတာနဲ့တိုင်းနဲ့အဲ့လိုနောက်မှာရှိတဲ့ clip တွေအကုန်ပါမှာကျွန်တော်တို့ဒီကောင်းမယ်ဟိုပြလိုက်တယ်အဲ့တော့နေလိုက်ပြီးတော့ဒါဆိုတော့မစိုးဘူး542.9မလာပါခင်ဗျာအဲ့ဒါပြီးရောအဲ့ဒီဟာမှာအဲ့တော့အတိုးလေးပဲထားလိုက်ပါကြုံလာကြုံပြီးတော့သူ့ပဲတခုတည်းလောက်မှပဲထားလိုက်မယ်တက်ကစားပြီးရင်